ဒိုင်နိုဆောတွေမျိုးသုံးစီခဲ့တဲ့အကြောင်းရင်းများဒိုင်နိုဆောတွေကမ္ဘာပေါ်ကနေမျိုးသုံးပျောက်ကွယ်စေခဲ့တဲ့အကြောင်းရင်းချက်လက်တွေကိုတော့တိကျခိုင်လုံစွာသက်သေပြသနိုင်ခြင်းမရှိသေးပေမဲ့သိပ္ပံပညာရှင်များရဲ့နှစ်တရာနီးပါးလေ့လာစမ်းသပ်ချက်များအရာဖြစ်နိုင်ခြေအရှိဆုံးအကြောင်းရင်းချက်လက်တွေကိုရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်သန်းပေါင်း66သန်းခန့်လောက်ကကမ္ဘာပေါ်ကနေဒိုင်နိုဆောမျိုးစိကြီးတစ်ခုလုံးကိုအပြည့်တိုင်မျိုးသုံးပျောက်ကွယ်သွားစေခဲ့တဲ့ကြောက်မက်ဖွယ်ကတ်ဆိုးကြီးတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီကတ်ဆိုးကြီးကိုဖြစ်ပေါ်စေခဲ့ရတဲ့အဓိကအကြောင်းရင်းချက်လက်၃ချက်ရှိပြီးတော့ဒီကတ်ဆိုးကြီးရဲ့ပြင်းထန်တဲ့ရိုက်ခတ်မှုတွေကဘလောက်တောင်မှဆိုးဝါးခဲ့လဲဆိုတဲ့အကြောင်းရင်းတွေကိုသိရှိခြင်းနဲ့ဆိုလို့ရှိရင်တော့လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ပထမဆုံးအချက်ကတော့ကြီးမားတဲ့ဥက္ကာခဲကြီးကြာရောက်မှုကြောင့်ပါအချေ150ကီလိုမီတာရှိပြီးအကျယ်10ကီလိုမီတာကျယ်တဲ့ Chicxulub crater လို့ခေါ်တဲ့ဥက္ကာခဲကြီးကမက္ကဆီကိုပင်လယ်ကွေ့ကိုကြားရောက်ခဲ့ရာကနေနောက်ဆက်တွဲအကြောင်းအရာတွေတစ်ခုပြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဒီဥက္ကာခဲကြီးရဲ့အတိုင်းအတာကကမ္ဘာအမြင့်ဆုံးတောင်တစ်လုံးဖြစ်တဲ့ Everest တောင်ရဲ့အရွယ်အစားလောက်တောင်ဖြစ်ပြီးကမ္ဘာမြေပေါ်ကြားရောက်ပြီးဖြစ်ပေါ်လာတဲ့ပြင်းအားကလည်းအနုမြူဘုံပေါင်းတန်း100စာလောက်ပေါက်ကွဲအားရှိတယ်လို့လည်းသိရပါတယ်။ဒီဖြစ်စဉ်ရဲ့ရိုက်ခတ်မှုကစက္ကန့်ပိုင်းအတွင်းမှာပဲကမ္ဘာပေါ်မှာအပူလိုင်းများမြင့်တက်လာခဲ့ပြီး1000ဒီဂရီဆယ်စီယပ်ထိတောင်မှအပူလိုင်းတွေကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအမြင့်150မီတာရှိတဲ့ဆူနာမီရေလိုင်းကြီးများနဲ့ Richter scale 17အဆင့်အောင်ရှိတဲ့အင်အားကြီးငလျင်တို့ကိုလည်းလှုပ်ခတ်စေခဲ့ပြန်ပါတယ်။ဒီအခြေအနေမှာပဲဒိုင်နိုဆောမျိုးစိတစ်ခုလုံးရဲ့85%ခန့်ဟာချက်ချင်းတည်ဆုံးခဲ့ကြရပါတော့တယ်။ဒုတိယအချက်ကတော့မီးတောင်များအကြီးသားပေါက်ကွဲမှုကြောင့်ပါ။ဥက္ကာခဲကြီးကြားရောက်မှုကြောင့်နောက်ထပ်ဆိုးရွားတဲ့မီးတောင်များအကြီးသားပေါက်ကွဲမှုဖြစ်စဉ်ကိုလည်းထပ်မံပြီးတော့ဖြစ်ပေါ်လာစေခဲ့ပါတယ်။အိန္ဒိယမှာရှိတဲ့ Deccan Trap လို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးမီးတောင်စုကြီးရာဆိုရင်လည်းဒီဖြစ်စဉ်မတိုင်မီလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကလေးကတဖြည်းဖြည်းနဲ့ပေါက်ကွဲနေခဲ့တာဖြစ်ပြီးဆာလဖာဒိုင်အောက်ဆိုက်နဲ့မီးခိုးတွေကိုလေထုထဲပြန့်နှံ့နေစေခဲ့ပါတယ်။ဥက္ကာခဲကြားရောက်မှုရဲ့ရိုက်ခတ်မှုတွေကြောင့်ပဲဒီ Deccan Trap မီးတောင်စုတွေကိုမီးလောင်ရလေးပိတ်သွားလုပ်ပေးလိုက်သလိုဖြစ်သွားခဲ့ပြီးပုံမပြင်းထန်စွာစတင်ပြီးတော့ပေါက်ကွဲလာခဲ့ပါတော့တယ်။မီးတောင်ပေါက်ကွဲမှုကြောင့်ဆာလဖာဒိုင်အောက်ဆိုက်တန်ချိန်ပေါင်း10ဘီလီယံခန့်ဟာဆိုရင်လေထုထဲကိုရောက်ရှိပြီးတော့များပြားလာတဲ့မီးခိုးထုကြီးကလည်းနေအောင်ကြီးကိုအချိန်ကာလ2နှစ်တောင်ကြာတဲ့အထိဖုံးလွှမ်းထားခဲ့ပါတော့တယ်။ဒီလိုနဲ့နေအောင်ကြီးမရရှိနိုင်တော့တဲ့နောက်မှာတော့ဂေဟစနစ်ဟာလုံးဝပျက်စီးသွားခဲ့ရပြီးတစ်ပင်တစ်တော်များစွာဟာလည်းအစာမချက်လုံနိုင်တော့တာကြောင့်တဖြည်းဖြည်းနဲ့နောက်ဆုံးမှာတော့ပြုံးတီးခဲ့ကြရပါတော့တယ်။ဒီစူးကျူးရလက်တွေကတော့ဒိုင်နိုဆောများအပါအဝင်တခြားသတ္တဝါအများစုအတွက်လည်းအစာရည်သားတွေကုန်ခန်းလာခဲ့ပါတော့တယ်။ဆက်လက်ပြီးနောက်ဆုံးချက်အနေနဲ့ကတော့ရာသီဥတုပြောင်းလဲမှုကြောင့်ပဲဖြစ်ပါတယ်။ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုလိုပါပဲရှေ့မှာရှေ့သိနောက်ဆင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းရင်းနှစ်ခုကြောင့်ပဲကမ္ဘာရာသီဥတုဟာဆိုရင်လေထူးဆန်းစွာနဲ့တဖြည်းဖြည်းစတင်ပြီးတော့အကြီးမားစွာပြောင်းလဲလာပါတော့တယ်။အပူချိန်1000ဒီဂရီဆယ်စီယပ်လောက်ထိမြင့်တက်နေရကနေ20ဒီဂရီဆယ်စီယပ်လောက်ထိကိုကျဆင်းခဲ့ပြီးနှင်းခဲများနဲ့ဖုံးလွှမ်းစေခဲ့ပြန်ပါတယ်။ကောင်းကင်ကလည်းအက်ဆစ်မိုးများစွာကိုတဲထန်စွာရွာသွန်းလာခဲ့ပြန်ပြီးအက်ဆစ်မိုးရေများစွာကြောင့်ပဲပင်လယ်ရေပြင်ဟာ pH အဆင့်9.8ကနေ9.4သို့ကျဆင်းခဲ့ရပြန်ပါတယ်။ Chicxulub crater ဥက္ကာခဲကြီးကြားရောက်ခဲ့ရာကနေစတင်ပြီးနောက်ဆက်တွဲသဘာဝဘေးဒဏ်တွေရဲ့ခါးသီးတဲ့ထိုးနှက်မှုတွေအောက်မှာကျန်ရှိနေသေးတဲ့ဒိုင်နိုဆော25%နဲ့အတူသမုဒ္ဒရာအတွင်းကရေနေတတ္တဝါများအားလုံးရဲ့85%ခန့်ဟာလည်းမျိုးသုံးပျောက်ကွယ်သွားခဲ့ရပါတော့တယ်။ဒီအချက်လက်တွေကတော့2023ခုနှစ်မှာသိပ္ပံပညာရှင်များရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အသစ်တွေအရလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကဒိုင်နိုဆောတွေအားလုံးမျိုးသုံးပျောက်ကွယ်ခဲ့ရခြင်းကိုဖြစ်ပေါ်စေခဲ့တဲ့အဓိကကျတဲ့အနည်းဆက်ဆုံးသောအကြောင်းရင်းများပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီ channel လေးရဲ့ founder အောင်ဖြိုးမင်းပဲဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့အတွက်ဘဝတုဒဖြစ်စေမယ့်အကြောင်းအရာများစွာကိုရှာဖွေတင်ဆက်ပေးသွားမှာပဲဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ကြဖို့တောင်းဆိုပါတယ်ခင်ဗျာဗီဒီယိုအသစ်တင်တိုင်းလည်းအချိန်မီသိရှိနိုင်သေးဘူးခေါင်းလောင်းလေးကိုနှိပ်သွားကြဖို့လည်းမမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ